နိုင်ငံသားခင်မောစီမှာမျက်နှာလိုချင်လို့ဗုဒ္ဓဘာသာဝင်သမီးလေးကိုခရစ်ယာန်ဘာသာပြောင်းပေးလိုက်တဲ့ချမ်းချမ်းကိုဖုံးတိုက်တယ်ပြောပြီးနောက်ယောက်ျားစီမှာမျက်နှာလိုမျက်နှာရနဲ့သမီးလေးကိုခရစ်ယာန်ဘာသာပြောင်းပေးလိုက်တဲ့အဆိုတော်ချမ်းချမ်းကိုခင်မောဟောင်းသမီးလေးရဲ့အဖေကတော့ပြတ်သားစွာပြောလာပါပြီအဆိုတော်ချမ်းချမ်းကသူ့ရဲ့သမီးလေးမြင့်မို့ကင်းကမေကိုအီတလီနိုင်ငံမှာနှစ်ချင်းမင်္ဂလာပေးပြီးခရစ်ယာန်ဘာသာဝင်ဖြစ်တရားဝင်သွင်းလိုက်တာဖြစ်ပါတယ်။ချမ်းချမ်းကတော့သူ့ရဲ့ခင်မောတဲ့သမီးတစ်တွေနဲ့အတူဒီပွဲလေးကိုပျော်ရွှင်စွာကျင်းပခဲ့တဲ့ပုံတွေကိုဝင်ကြွားစွာတင်ခဲ့ပါတယ်။ဒါပေမဲ့ဒီပုံတွေတက်လာတာနဲ့တပြိုင်နက်ကလေးရဲ့ဖခင်အရှင်ဖြစ်သူတရုတ်ဆောင်ဖုံးတိုက်ကဒီကိစ္စနဲ့ပတ်သက်ပြီးလုံးဝမကြေမနက်ဖြစ်နေကြောင်းတီလင်းပြောလာပါတယ်။ဖုံးတိုက်မကျေနပ်တာဟာဘာသာရေးကြောင့်မဟုတ်ပါဘူး။ကိုကဗုဒ္ဓဘာသာမို့သမီးလေးကခရစ်ယာန်ဖြစ်သွားလို့ရှုံးသွားပြီဆိုတဲ့အမြင်မျိုးနဲ့ဒေါသထွက်နေတာလုံးဝမဟုတ်ဘူးလို့သူကဆိုပါတယ်။သူပြောတာကသူနဲ့ချမ်းချမ်းဟာသမီးလေးကိစ္စနဲ့ပတ်သက်ပြီးအမြဲတမ်းဆက်သွယ်ရှိနေတယ်။သမီးလေးအတွက်ကျူရှင်လာကားတွေမြမအစားအစာတွေအမြဲတမ်းတာဝန်ယူဒီလိုဆက်သွယ်ရှိနေတဲ့သားနဲ့သမီးတယောက်လုံးရဲ့ဘဝအတွက်အရေးကြီးတဲ့ဘာသာပြောင်းလဲမှုမျိုးကိုခင်မွန်ရင်ဖြစ်တဲ့သူကိုအတိလေးတစ်ချက်တောင်မပေးခဲ့တာဟာတမင်တကာမလေးမစားလုပ်တာသူ့ရဲ့ဖခင်ကိုယ်သိက္ခာကိုစော်ကားတာပဲလို့ဖုံးတိုက်ကခန်းစားနေရတာပါအများစုရဲ့သုံးသက်ချက်ကတော့ချမ်းချမ်းကသူ့ရဲ့အီတလီနိုင်ငံသားခင်မွန်းတဲ့နဲ့ခင်မွန်းတဲ့ရဲ့မိသားစုတိုင်ဝိုင်းကြားမှာမျက်နှာရခြင်းလို့မျက်နှာလှုပ်ခြင်းလို့မိသားစုတစ်ထဲမှာသမီးလေးထီးချံမဖြစ်အောင်နဲ့ပထွေးကမညွညင်ရအောင်အားလုံးကိုဘာသာတူတန်းနဲ့ဖြစ်သွားအောင်အတင်းသွင်းလိုက်တာဖြစ်နိုင်တယ်လို့ထင်ကြေးပေးနေကြပါတယ်။